ကိုပြောတာနောက်ကျောကိုအရှင်းထားခြင်းနဲ့ပြီးတော့ပုံလှလှလေးဖော်ခြင်းနဲ့လို့ပြောလိုက်တဲ့အချိန်မှာကိုကသူ့ idea လေးနဲ့ပေါ့နော်ဒါနောက်ကတစ်ခွက်ပဲလာလိုက်တာโอเค fashion ကတော့ဒါတခြားမမတွေကိုကိုတွေအတွက်ကိုရင်ခုန်မှာပါလို့ဟုတ်ရသွားတဲ့လူအတွက်လည်းတကယ်ဝမ်းသာမှာပါ ကိုမြင့်မြတ်တိုင်းရသွားမယ်ဆိုတော့နှုတ်ဆက်ပါ နှုတ်ဆက်မှာပေါ့တပုံထခုံတဲ့ဖွဲ့မှာပါမှာပေါ့ ဒီတစ်ချက်ကြည့်ရမှာโอเคရတော့ကောင်းတယ်ပေါ်တော့လာပြီခါလာတော့ပါအဲ့ဒီရတယ် တမင်္ဂလာပါရှင် မင်္ဂလာပါ ကျန်းလာလေဒီမှာလေး ကျေးဇူးပါမမ တဲ့ fashion လေးပေါ့ ဟုတ်ကဲ့ဒါဒီနေ့မှာဆိုရင်တော့ဒီဝတ်ဆင်ထားတဲ့ဒီ dress လေးကိုဆင်မြန်းပေးတာအဲ့တော့ designer ကိုအောင်ခိုင်ဖြိုးပေါ့နော်ပြီးတော့ဒီ makeup နဲ့စပင်ကိုအလှဆုံးဖြစ်အောင် light ဖက်ဆုံးဖြစ်အောင်ပုံဖော်ပေးတာကတော့ makeup Sora team တဲ့ဒီအိတ်လေးကကြတော့ the bling pack ကနေပြီးတော့ sponsor ပေးထားရပါပြီးတော့ဒီလက်သေးကအစားပေါ့နော်ဒီ day လုပ်ပေးထားရတာကတော့ Bro and Beauty လက်သေးဆိုင်ကပါ jewelry ကတော့ light လေးရပေါ့နော်ဒီ dress မှာဆိုရင်တော့တဲ့ idea ပေါ့နော်တဲ့ idea ရဲ့ဒါကိုအောင်ခိုင်ဖြိုးရဲ့ idea ရဲ့ပေါင်းဆက်ပြီးတော့ဒီအပေါ်ပိုင်းကကျတော့တဲ့လုတ်ချင်တာဒီလိုမျိုးလက်ပုံစံမျိုးဒီလိုပခုံးပုံစံမျိုးတဲ့လုတ်ချင်တာပါနောက်က back မှာတော့အခုပြောတာနောက်ကျောကိုအရှင်းထားခြင်းနဲ့ပြီးတော့ပုံလှလှလေးဖော်ခြင်းနဲ့လို့ပြောလိုက်တဲ့အချိန်မှာကိုကသူ့ idea လေးနဲ့ပေါ့နော်ဒါနောက်ကတစ်ခွက်ပဲ လာလိုက်တာโอเคအတိတ်ခွာပဲလားတဲ့ တစ်ခွက်ပဲလေး လိပ်ပြလေးတင်နေတာ တစ်ခွက်ဒီအောက်ထိတစ်ခွက်ပဲလေးကြီးပဲ ဩအကုန်လုံးက သဘောကျပါတယ်တဲကိုယ်တိုင်လည်းကို idea နဲ့လည်းပြောပြီးတော့ချုပ်ခိုင်းထားတဲ့ဟာလေးဆိုတော့ဟုတ် fashion စုပါလို့ပြောမှာဆိုလို့ရှင်ဟိုရဲ့ဘယ်လိုပြီးတော့ရှိတယ် fashion ထိမိနေလို့ဆိုတော့အခုတော့ fashion ကတော့ဒါတခြားမမတွေကိုကိုတွေအတွက်ကိုရင်ခုန်မှာပါလို့ဟုတ်ရသွားတဲ့လူအတွက်လည်းတကယ်ဝမ်းသာမှာပါအော်ရင်ခုန်ပါတယ်ဒါတဲ့ Raka Back ပေါ်မှာပေါ့ခဏနေတွေ့ရတော့မှာပဲဟုတ် တက်တက်ဒီတမီးတက်ကဒီနေ့နဲ့ဆိုလို့ရှိရင် ဒုတိယမြောက်နှစ်ပေါ့ဟုတ်ကဲ့ဟုတ်ဒါ ရှ ဒု င်း တိယ နေတဲ့တွေ့ကြုံရရှိထားတဲ့ဒီနေ့ရှိတယ်ဆိုတော့ဒါနေ့တိုင်းပဲနေ့ပဲတက်တဲ့ချင်းခုံမှုကတော့မတူနေဘူး ရှင်ခုံပါတယ် senior ကိုမမတွေပြီးတော့ဒါဝိုင်းတယောက်ဆောင်ကြီးတွေအများကြီးကိုလည်းတွေ့ရမယ်ဒေရိုနီပညာလောကလူအများကြီးပေါ့နော်တွေ့ရတဲ့အချိန်မှာတကယ်ရင်ခုံပါတယ်ဟုတ် ဒီတော့ဆိုတော့ဘတ်တရားမပြီးလေးကိုလည်းထပ်ပြောပြပါဦး ပျော်တာပေါ့ဆရာပါဆိုတော့9ယောက်ပေါ့နော်အုပ်လိုက်ကြီးပေါ့အဖွဲလိုက်ကြီးတက်ကြအောင်အုပ်လိုက်ကြီး sorry အဖွဲလိုက်ကြီးတက်ကြပါပါ ဆရာရဲ့ fashion ကိုတော့ကိုက မိုက်စားပဲ ဆရာနဲ့